ညီကိုအားလုံးပဲမင်္ဂလာပါကျွန်တော် DS Sport Channel ရဲ့ညီကိုအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညမှာတော့ Europa League နဲ့ဒီ Conference League တွေပဲရှိမယ်ကျွန်တော် Europa League တဲကမှကျွန်တော်ဒီဈေးတန်းအရာကြိုက်တဲ့ကျွန်တော်နှစ်ပွဲလောက်ကိုပဲကျွန်တော်ကောင်းမွန်သောအနေနဲ့ကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်သုံးသပ်ပေးပါမယ်ကျွန်တော်ဒီပထမဆုံးမှာကျွန်တော်ဒီနေ့ညမှာလည်းဒီတခြားသောဒီတပွဲကောင်းနဲ့ကျွန်တော်ဒီ Mount တွေပဲလိုချင်တဲ့ညီကိုများကျွန်တော်ဒီ channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ဒီ comment မှာလည်းကျွန်တော် link လေးချပေးထားပါမယ်ကျွန်တော် pin လေးပါထောက်ပေးထားမယ် brother တို့အဲ့ link လေးရတယ်တစ်ဆင့်ကျွန်တော်ရဲ့ channel လေးကိုလာရောက် join နေပါတယ်ဟုတ်ပြီကျွန်တော်ဒီစရရပထမဆုံးပွဲစဉ်ကျွန်တော်ဒီညတနာရီခွဲမှာကစားမယ်ကျွန်တော်ဒီ Porto နဲ့ Nottingham Forest အခုလက်ရှိ Porto ကအိမ်ကွင်းကနေမှဟို level 60ရှုံးဆိုပြီးပေးထားတယ်ဂိုးပေါင်းသေးကနှစ်အနှုတ်90ဆိုပြီးဈေးတက်တရက်ဖွင့်လှစ်ထားတယ်အခုဒီဈေးတန်းဖွင့်လှစ်ထားတဲ့အရာကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်ဒီ league အဆင့်မှာလည်းကျွန်တော်တို့ဒီတွေ့ခဲ့ပြီးပြီကျွန်တော်တို့ဒီ2025ကျော်အောက်တိုဘာ24လောက်မှာဒီ league အဆင့်မှာလည်းတွေ့ခဲ့ပြီးပြီအဲ့ပွဲစဉ်မှာဆိုရင်တော့မှ Nottingham Forest ကနေပဲအင်ကွင်းကနေမှ level 30ရှုံး20ရှုံးဆိုပြီးပေးခဲ့တယ်ဂိုးပေါင်းသေးကနှစ်အနှုတ်90ပေးခဲ့တယ်အဲ့ပွဲစဉ်မှာဆိုရင်တော့ 2G ဆိုတဲ့ရလဒ်နဲ့ဒီ Nottingham Forest ကနိုင်ခဲ့တယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုတော့ body ဈေးတန်းကအောင်ထားပြီးတော့ကျွန်တော်ဒီဂိုးပေါင်းဈေးတန်းလေးကတော့မအောင်ထားဘူးအခုလက်ရှိ Porto ရဲ့လက်ရှိဒီ current form အနေထားအရာကိုကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်ပြည်တွင်းအဆင့်မှာဆိုရင်တော့မှအဆင့်1မှာရှိတယ်ဒီ Sporting နဲ့ကကျွန်တော်တို့ဒီ9မှတ်လောက်ဒီဖြတ်ထားတဲ့တပွဲအပူနဲ့ကျွန်တော်9မှတ်လောက်ဒီဖြတ်ထားတယ်လက်ရှိဒီ current form ကိုကြည့်ရမယ်ဆိုရင်တော့မှနောက်ဆုံး9ပွဲမှာတပွဲပဲတည်ရင်နဲ့ဒီ4ပွဲတိကိုမှနိုင်ထားတယ်ဒီစတူကတ်ကိုတော့မှဒီနှစ်ကြော်လုံးဒီအင်ကွင်းကောင်းပါတယ်ဆိုရယ်စတူကတ်ကိုတော့မှဒီနှစ်ကြော်လုံးနိုင်ထားပြီးတော့မှဒီလီအဆင့်10ပွဲမှာဆိုရင်တော့မှဒီ Nottingham Forest ကိုပဲသူရှုံးခဲ့ဘူးတာရှိခဲ့တယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှဒီ Porto နောက်ဆုံးကစားနေတဲ့ဒီအင်ကွင်းဖောင်အရာမှာကြည့်ရမယ်ဆိုရင်တော့မှဒီ Europa League အင်ကွင်း9ပွဲစလုံးမှာကျွန်တော်ဒီ9ပွဲလုံးနိုင်ထားတဲ့ပိုင်းလေးတွေမှာလည်းရှိတယ်ပြီးတော့ကျွန်တော်ဒီနောက်ဆုံးဒီကန်ထားတဲ့ဒီအင်ကွင်း73ပွဲကိုကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်ဒီ17ပွဲလောက်ထိနိုင်ထားတဲ့အပိုင်းလေးတွေမှာလည်းရှိတယ်လက်ရှိမှာ Porto အနေနဲ့ကဒီဥရောပအတွေ့အကြုံအရန်များတဲ့အသင်းညီကိုတို့လည်းတည်ထားတဲ့အတိုင်းပဲအရင်မှာဆိုကျွန်တော်တို့ဒီ UCL တွေပါလုံးဝကစားပူခဲ့တဲ့အသင်းတွေတော်တော်လေးဒီစွမ်းဆောင်ရည်ကောင်းတဲ့ထဲမှာတော့ပါတယ်ကျွန်တော်ဒီနောက်ဆုံးဒီ Porto ရဲ့ကစားထားတဲ့19ပွဲမှာခြုံပြီးကြည့်ရမယ်ဆိုရင်တော့မှ16ပွဲလောက်ထိနိုင်ထားတယ်ဒီတစ်ချက်ကိုတော့ညီကိုတို့ဒီတတိထားဖို့တော့လိုအပ်တယ်ဘာလို့လဲဆိုအခုလက်ရှိကျွန်တော်ဒီ Nottingham Forest ဘက်ကိုကြည့်ရမယ်ဆိုရင်တော့မှအခုလက်ရှိက EPL မှာတော်တော်လေးဒီတိုင်ပတ်နေရတဲ့အထဲမှာပါတယ်ဒီလက်ရှိအမှတ်ပေးဇယားမှာဆိုရင်တော့မှကျွန်တော်ဒီတန်းစင်ဖို့ကဒီသူနဲ့ဒီပြိုင်နေရတဲ့ဒီ Nottingham Forest sorry ကျွန်တော်ဒီစပါးတို့ဒီဝမ်ဟန်တို့နဲ့အပြိုင်ဒီတန်းမစင်ရဖို့အရေးကိုကျွန်တော်ဒီပြည်တွင်းလိမှာတော်တော်လေးဒီအာယုံစိုက်နေရတဲ့အထဲမှာလည်းပါတယ်ဘာလို့ဆိုဒီလက်ရှိအနေထားအရာကတော့နီးပြတည်တဲ့အတိုင်းပဲနီးပြတွေလည်းအခုလက်ရှိဒီအသင်းပိုင်ရှင်တွေကလည်းဒီဖလားတစ်လုံးလောက်ကိုရအောင်လို့လိုချင်တဲ့တဲမှာလည်းပါလိမ့်မယ်အဲ့အတွက်ကြောင့်ဒီနီးပြတွေတယောက်ပြီးတယောက်အပြောင်းလဲလေးလည်းလုပ်နေတယ်ဒီတစ်ချက်ကိုကြည့်ရင်တော့မှဒီ Nottingham Forest အနေနဲ့ဒီဖလား Europa League ကိုပဲအာယုံစိုက်မလားဒီ EPL မှာကျွန်တော်ဒီတက်မစင်းရအရေးကိုပဲအာယုံစိုက်မလားဆိုတော့ကျွန်တော်ဒီစဉ်းစားစရာအပိုင်းလေးတွေမှာတော့ရှိတယ်ဒီတစ်ချက်ကြည့်ရမယ်ဆိုရင်တော့မှအခုလက်ရှိ Nottingham Forest အနေနဲ့ဒီပွဲစဉ်ပြီးတော့ကျွန်တော်ဒီတရက်လောက်ပဲနားမယ် brother တို့ကျွန်တော်ဒီ EPL မှာဆိုရင်ကျွန်တော် Aston Villa နဲ့ထပ်ပြီးတော့ကစားရမယ်အဲ့အတွက်ကြောင့်သူ Nottingham Forest အနေနဲ့တရေလောက်ပဲထိမိကစားသွားမလားအခုလက်ရှိ Porto ကလည်းအိမ်ကွင်းတင်းဖောင်အားအရာကိုညီကိုတို့တည်တဲ့အတိုင်းပဲ Portuguese club တွေကဒီအိမ်ကွင်းမှာဆိုရင်ဒီပြည်သက်တွေရဲ့ဒီအားပေးမှုကလည်းတော်တော်လေးဒီကျန်းတဲ့ထဲမှာပါတယ်အဲ့အတွက်အဲ့တစ်ချက်နဲ့တင်ပဲဒီကစားသမားတွေရဲ့ဒီ mentality အရာကတော်တော်လေးကောင်းတဲ့ထဲမှာလည်းပါတယ်အဲ့တစ်ချက်ကိုကြည့်ရမယ်ဆို Porto အနိုင်ပဲကစားသွားမလားဒီတစ်ချက်ကိုကြည့်ရမယ်ဆိုတော့ကျွန်တော်ကတော့ဒီဂိုးပေါင်းကိုတော့ဒီနှစ်အနှုတ်90အရာတော့ကျွန်တော်ကတော့ဂိုးပေါင်းအောက်ဘက်ကိုတော့ကျွန်တော်ရွေးချယ်ကြည့်နေတယ်ပြီးတော့ကျွန်တော်ဒီ Porto ကို body ကိုလည်းကျွန်တော်အနှဲငယ်စွန့်စားပြီးတော့ကျွန်တော်ရွေးချယ်ကြည့်ကြပါတယ်ကျွန်တော်ဒီစိတ်ကြိုက်ပထမရွေးချယ်မှုအရာကကျွန်တော် Porto body ကိုကြိုက်တယ်ဂိုးပေါင်းအောက်လေးကတော့လည်းနည်းလေးစွန့်စားစရာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ကြောင့်ကျွန်တော်ဂိုးပေါင်းအောက်ကိုလည်းကျွန်တော်စွန့်စားပြီးတော့ကျွန်တော်ရွေးချယ်ကြည့်ကြပါတယ်ပြီးတော့ဒီ Nottingham Forest ရဲ့ဒီနောက်ဆုံးကစားထားတဲ့ဒီ10ပွဲမှာဒီ4ပွဲထိရှုံးထားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုပဲအာရုံစိုက်မလားဒီ EPL ဘက်ကိုပဲအာရုံစိုက်မလားဆိုတော့ကျွန်တော်ဒီစဉ်းစားစရာလေးတော့ရှိတယ်ဒီနေ့ညမှာလည်းညီကိုတို့ဒီ Temi စုပ်ဖို့ကျွန်တော်အကြံပြုချင်ပါတယ် Europa League တွေဆိုတာညီကိုတို့သိတဲ့အတိုင်းပဲခြေသွမ်းကိုပဲကြည့်ရမလားကျွန်တော်တို့ဒီ Bookie ရဲ့ flow ကိုပဲလိုက်ရမလားဆိုတော့နည်းနည်းလေးဒီစဉ်းစားစရာအပိုင်းလေးတွေမှာတော့ရှိတယ်ဟုတ်ပြီကျွန်တော်ဒီဒုတိယပွဲစဉ်အနေနဲ့ဒီညတနာရီခွဲမှာပဲကစားမယ်ဘောလုံးညာနဲ့ Aston Villa အခုလက်ရှိ Aston Villa ကအဝင်းကွင်းကနေမှဒီ level 60ဖြစ်လဲကျွန်တော် level 65လောက်ထိဖြစ်လိုက်တယ်ကျွန်တော်ဒီဈေးတန်းလေးတက်လာလေးတွေတော့ရှိတယ်ဒီနှစ်အနှုတ်ဂိုးပေါင်းဈေးတန်းအရမှာဆိုရင်တော့နှစ်အနှုတ်65ဆိုပြီးကျွန်တော်တို့ဒီဂိုးပေါင်းဈေးတန်းကိုပေးထားတယ်ဒီပေးထားတဲ့ဒီဂိုးပေါင်းဈေးတန်းအရကတော့ဒီဂိုးပေါင်းအောက်ဘက်ကိုသွားမဲ့ပုံနဲ့ဒီဘူဂီတွေတက်မှတ်ထားတဲ့ပုံမှာတော့ရှိတယ်အနည်းဆုံးဒီ Z1 သွားမလား 1 သွားမလားဆိုတဲ့တပေါက်ကတော့နည်းနည်းလေးဒီရွေးချယ်စရာလေးတွေမှာတော့ရှိတယ်ဟုတ်ပြီကျွန်တော်အခုလက်ရှိဘောလုံးညာ
ဘောလုံးညဘက်ကိုကြည့်ရမယ်ဆိုရင်တော့မှ16တင်ကျွန်တော်တို့ဒီပြည်တွင်းအဆင့်ကနေမှသူ့ရဲ့ဒီပြည်တွင်းလေးဒီပြိုင်ပွဲဖြစ်တဲ့ဒီရိုမာကိုမှ2ကြော်လုံးတက်ရင်နဲ့ဒီ penalty ကနေတက်လာပြီးတော့မှဒီအခုလက်ရှိဒီ Europa League quarter final ပထမအကြော်ကိုတက်လာခဲ့တယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှဒီဘောလုံးညအနေနဲ့ကနောက်ဆုံးဒီအိမ်ကွင်းကျွန်တော်တို့ဒီ10ပွဲစလုံးမှာကျွန်တော်တို့ဒီတစ်ချက်ကိုတော့တတိထားဖို့တော့လိုလိမ့်မယ်ဘာလို့ဘောလုံးညနောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း10ပွဲလုံးမှာတကူထပ်ပိုမရခဲ့တဲ့ပွဲစဉ်တွေတော်တော်များတယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှ Aston Villa ကိုသူအိမ်ကွင်းကနေပြီးပဲဒီကိုခံပြီးပဲကစားမလားကျွန်တော်တစ်ဖက် Aston Villa ကိုကြည့်ရမယ်ဆိုရင်တော့မှဒီအီတလီအသင်းတွေနဲ့ဒီ Europa ဒီပြိုင်ပွဲကြီးဒီတွဲဆုံမှုနောက်ဆုံး၄ပွဲလောက်မှာပေးကိုလုံးဝမရှိသေးဘူးသူနိုင်ခဲ့ရင်တော့မှဒီ 1C 2C ဆိုတဲ့တပေါက်နဲ့သူနိုင်ခဲ့တယ်ဒီတစ်ချက်ကိုကြည့်ရမယ်ကျွန်တော်တို့ဒီနောက်ဆုံးဒီ Europa League ပွဲစဉ်မှာကြည့်ရမယ်ဆိုရင်တော့မှ Live League ကိုကျွန်တော်တို့ပထမအကြော့မှာအဝေးကွင်းကနေမှ0-1နဲ့နိုင်တယ်ဒီဒုတိယအကြော့မှာဆို2-0ဆိုတဲ့ရလနဲ့ဒီ clean sheet နဲ့သူနိုင်ခဲ့တယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှAston Villa အနေနဲ့ဂိုးရခဲ့မယ်ဆိုရင်တော့မှတကူလောက်ပဲဒီရခဲ့တဲ့အပိုင်းလေးမှာတော့ရှိတယ်ဘောလုံးညအနေနဲ့ကလည်းဒီအခုလက်ရှိပြည်တွင်းမှာဆိုရင်တော့မှဒီလုံးဝဒီအနေထားအရာကတော့ဒီအခုလက်ရှိမှာအဆင့်8မှာပဲရှိတယ်ဒီထပ်ပြီးတော့ဒီတန်းလက်နိုင်ဖို့ဆိုတာလည်းဒီနောက်ပိုင်းပွဲစဉ်တွေကလည်းတိတ်ပြီးတော့မချောင်နေတဲ့အထဲမှာလည်းရှိတယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှဘောလုံးညအနေနဲ့ကကျွန်တော်တို့ဒီအိမ်ကွင်းပိုင်းမှာဆိုရင်တော်တော်လေးဒီစွမ်းဆောင်ရည်ပိုင်းတွေကတော်တော်လေးစိုးနေတဲ့အထဲမှာပါတယ်ကျွန်တော်တို့ဒီအဝေးကွင်းဒီဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်ရမယ်ဆိုရင်တော့မှဒီအဝေးကွင်းမှာကဒီချင်းပို့အောင်ထားတဲ့ဟာလေးတွေလည်းရှိတယ်အဲ့ပွဲစဉ်တချို့လည်းရှိတဲ့အတွက်ကြောင့်ဒီဖလားကိုပဲဒီဘောလုံးညအနေနဲ့ကဒီစ조사ဖို့တော့ရှိတယ်ပြည်တွင်းကိုတော့သူ့အနေနဲ့ကတော့ဒီမှန်းလို့မရတော့ဘူးလို့တော့ယူဆမိတယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာလည်းကျွန်တော်ဒီကြေးပေးထားတဲ့ဒီ Aston Villa နဲ့ပဲကျွန်တော်နေကြည့်ချင်ပါတယ်ဒီ level 60 level 65အရှုံးကတော့ကျွန်တော် Aston Villa တစ်ခုခုပဲလုံးပြသွားမလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးတော့ကျွန်တော်တို့ဒီဘောလုံးညနဲ့ Aston Villa ကျွန်တော်ဒီပထမအကြော့ဒီ league အဆင့်မှာလည်းတွေ့ခဲ့ပြီးအဲ့ပွဲစဉ်မှာဆိုရင်တော့မှ Aston Villa က1.50ဆိုပြီးတော့ဒီဈေးနှန်းကိုပေးထားတယ်ကိုပေါင်းစီကကျွန်တော်2.80ဆိုပြီးပေးခဲ့တယ်အဲ့ပွဲစဉ်မှာဆိုရင်တော့ဒီ 1C ဆိုတဲ့ရလက်နဲ့ပဲနိုင်ခဲ့တယ်ကျွန်တော်ဒီ2024ကျွန်တော်ဒီအောက်တိုဘာ23လောက်ကဒီ UCL မှာလည်းAston Villa အနေနဲ့က 1D ဆိုပြီးတော့ဈေးနှန်းပေးခဲ့တယ်အဲ့ပွဲစဉ်မှာဆိုရင်တော့မှဒီ 2C ဆိုတဲ့ရလက်နဲ့ပဲဒီနိုင်ခဲ့တယ်ဒီနောက်ဆုံးပွဲမှာဆိုရင်တော့ 1C ဆိုတဲ့ရလက်နဲ့ပဲကတ်နိုင်ခဲ့တယ်ကျွန်တော်တို့ဒီနောက်ဆုံးပွဲစဉ်မှာဆိုရင်တော့မှဒီ body ဈေးနှန်းကဒီတဝက်လောက်ပဲပျော်ရွှင်ခွင့်ရခဲ့တဲ့အပိုင်းလေးမှာလည်းရှိခဲ့တယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှ Aston Villa အနေနဲ့ဒီဘောလုံးညာရဲ့ဒီအိမ်ကွင်းမှာကပထမဆုံးတွေးဆုံမှုအဲ့အတွက်ကြောင့် Aston Villa အနေနဲ့ခက်ခဲနိုင်တယ်လို့တော့ကျွန်တော်ယူဆမိတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီဈေးတန်းအရာတော့ကျွန်တော် Aston Villa နဲ့ပဲကျွန်တော်ရွေးချယ်ကြည့်ချင်ပါတယ်ညီကိုတို့ကြိုက်တူမှလိုက်ဆော့ပါပြီးတော့ကျွန်တော်6ပေါင်းကိုရွေးချယ်ပါစေတော့မှကျွန်တော်6ပေါင်းအောက်ဘက်ကိုပဲတွားလိုက်မယ်လို့ကျွန်တော်ယူဆမိပါတယ်ကျွန်တော်6ပေါင်းအောက်ပေးတဲ့အခါကျရင်လည်းဒီတလွဲလေးတွေဖြစ်တတ်တာလေးရှိတော့ညီကိုတို့ဒီ6ပေါင်းလေးကိုရှောင်ပြီးရဆော့ပြီးတော့ကျွန်တော်ဒီ body ကိုပဲဆော့ဖို့ကျွန်တော်အကြံပြုချင်တယ်ကျွန်တော်ဒီနေ့ညဒီရွေးချယ်ပေးတဲ့နှစ်ပွဲကတော့ကျွန်တော် Porto နဲ့ Nottingham Forest မှာတော့ကျွန်တော် Porto body နဲ့ကျွန်တော်6ပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပါတယ်ကျွန်တော်ဘောလုံးညာနဲ့ Aston Villa မှာတော့ကျွန်တော် Aston Villa body နဲ့ကျွန်တော်6ပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပါတယ်ညီကိုတို့ကြိုက်တူအတွင်းမြင်အယူဆတူမှသာလိုက်ဆော့ပါကျွေးအတွင်းမြင်ယူဆမတူခဲ့တဲ့အခါကျရင်တော့ဒီ back end ပြီးကစားနိုင်ပါတယ်ပြီးတော့ကျွန်တော်ဒီ Tenguet channel မှာဒီညမှာလည်း conference league နဲ့ကျွန်တော် Europa League တဲကမှကျွန်တော်အကြိုက်တွေ့တဲ့ကျွန်တော်၄သိန်းကတ်နဲ့ကျွန်တော်တပွဲကောင်းနှစ်ပွဲကောင်းတွေကိုဒီတခြားသောတပွဲကောင်းတွေနှစ်ပွဲကောင်းတွေကိုကျွန်တော်အကောင်းမှုဆိုအနေနဲ့တော့ကျွန်တော်တင်ပေးပါမယ်ညီကိုတို့စိတ်ဝင်စားရလာတော့ join ပေးဖို့ကျွန်တော်ဖိတ်ခေါ်ကြပါတယ်ကျွန်တော်ဒီမနက်ဖြန်ကျမှပြန်ပြီးတော့တွေ့ကြမယ် brother ခုတ်လာပါဗျ